Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့share ပေးခြင်းနဲ့စကားလုံးလေးတစ်လုံးပေါ့နော်with a short video ပေါ့တစ်လုံးရှိပါတယ်အဲ့ဒါကတော့ဖုန်းပြောတဲ့အခါမှာကိုကဖုန်းပြောနေရင်တယောက်ယောက်ကလာလို့ကိုကခဏလောက်ကင်ထားပါအောင်လို့ပြောတဲ့အခါမှာသုံးတဲ့အသုံးအနှုန်းလေးတစ်ခုတင်ပြပေးခြင်းပါတယ်ဒါလေးကတော့ဘာလဲဆိုတဲ့အခါဆိုတော့သူကcan I put you on hold လို့ပြောတာပေါ့နော်အဓိပ္ပာယ်ကတော့ please wait ဆိုတဲ့အဓိပ္ပာယ်မျိုးပါပဲနော် can I put you on hold အဓိပ္ပာယ်ကplease wait ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့သူကဘယ်နေရာမျိုးမှာသုံးလဲဆိုတဲ့အခါကျတော့ as this during a phone call ပေါ့နော်ဖုန်းပြောနေတဲ့အချိန်တွင်းမှာသုံးပါတယ်ဥပမာကိုတယောက်နဲ့ဖုန်းပြောနေတယ်အဲ့အချိန်မှာဒုတိယကတကားလာခောက်တယ်ဒါမှမဟုတ်လို့ရှင်အလုပ်ကိစ္စတော့တယောက်ကဝင်လာတဲ့အခါမျိုးမှာသူကခဏကင်ထားအောင်နော်ဆိုပြီးတော့ဖုန်းကွက်လေးကိုတခါကျရင်လက်ကလေးနဲ့ပိတ်ပြီးတော့ပြောတဲ့ဟာမျိုးပေါ့နော်ဥမာတစ်ကြောင်းပေးပြပါမယ်နော်ကိုကဖုန်းပြောနေရင်တယောက်ကလာတယ်ပေါ့ Can I put you on hold for a minute? Someone is at my door. ခဏလေးဖုန်းကင်ထားပေးလို့ရလားတယောက်ကငါအခန်းတကားရှိကိုရောက်နေလို့ပါ Okay ပါဒါမျိုးလေးကိုမှတ်ထားပေးပါနော်နောက်တစ်ခုအဓိပ္ပာယ်လေးပေးပါဥပမာလေးတစ်ခုပေးခြင်းပါတယ် Can I speak to the manager တယောက်ကအဲ့လိုပြောရထားပါတော့ manager ကရှိလားမရှိလားမသိဘူးကိုယ်အကြံပြန်ပြောပေးလို့ရတယ် Can I put you on hold for a minute? I will see if he is here ဒါမျိုးပေါ့နော် Okay thank you for your listening ma